တင်ဟာအေကြီးနှလုံးကိုတဲပြီးလမ်းမပေါ်လျှောက်လာပါတယ်။နှလုံးကိုအမိုက်ပုံးနဲ့တဲ့ပြီးသူ့ပါတနာစတီဗင်ကိုခဲပြလိုက်တော့စတီဗင်ကနောက်တစ်လုံးကိုကားရီနာမှာတွားထားပါတယ်။တင်ကနောက်အိတ်တစ်လုံးကိုအမိုက်ပုံးနားမှာထားပြီးဘုံဝံအကျိုးတွေကိုချိတ်ဆက်လိုက်ပါတယ်။သူစိတ်လှုပ်ရှားစွာထပ်သွားချိန်မှာတော့ပောက်ကွဲမှုအသေးစားဖြစ်ပြီးစာရဲစာတန်းတွေပြန်ကျဲသွားပါတယ်။ဒါရီယာလူမျိုးအလုံးလွတ်လပ်ခွင့်နဲ့တန်းတူညီမျှခွင့်အတွက်ရာအလုံးပေးဆက်ပြီးတိုက်ပွဲဝင်တင်ကြောင်းဖြန့်ဝေတဲ့စာရဲစာတန်းတွေပါ။တင်းနဲ့စတီဗင်တို့ထွက်ပြေးဖို့ကြိုးစားပေမဲ့တတိထားမိသွားပြီးအပန်းခံလိုက်ရပါတယ်။တရားစွဲဆိုမှုကိုစောင့်ဆိုင်းနေစဉ်တင်းရဲ့ကောင်မလေးကအခန်းထဲခိုးဝင်ပြီးလူရမဲရအသုံးပြုဖို့ပတ်စံပေးကအားတင်းဖို့ပြောပါတယ်။တရားရုံးမတက်ခင်အိမ်သားထဲမှာတင်းကပတ်စံလေးကိုစီးပင်းလိုက်ဘူးတဲ့ထည့်ပြီးစိုးဦးတဲ့ထည့်ဝတ်ထားလိုက်ပါတယ်။1988ခုနှစ်တရားကွယ်မှာတရားသူကြီးကဘုံ26လုံးပြုလုပ်ခဲ့တဲ့တပ်တီအထောက်အထားခိုင်လုံစွာတင်ပြနိုင်တဲ့တရားလိုဘက်ကိုချီးကျူးခဲ့ပါတယ်။သူတို့ဘက်ကလူဒန်းစားအားလုံးတန်းတူညီမျှရှိတယ်လို့ခုခံပြောဆိုတာကိုတော့လက်မခံခဲ့ပါဘူး။တရားသူကြီးကပြည်ထန်ချမှတ်ရာမှာဘုံလို့သူတင်ကိုထောင်နဲ့12နှစ်နဲ့ဂျန်ယာဘာစတီဗင်ကို10နှစ်ချမှတ်လိုက်ပါတယ်။တရားရုံးကနေထွက်ခွာဖို့ပြင်ဆင်နေချိန်မှာစတီဗင်ကပြည်ရင်ပေါက်ပွင့်နေတာတွေ့ပြီးထွက်ပြေးဖို့ကြိုးစားပေမဲ့အလကားပါပဲ။မြေပြင်ပေါ်ရောက်တော့သူ့ရိုက်ခံလိုက်ရပါတယ်။သူတို့ကိုဗီတိုးရီးယားထောင်ကိုခေါ်သွားပြီးထောင်မှုဘူကြီးရှန်နဘဲကတပုံနေအဖြစ်သတ်မှတ်ပြီးရွန်ရှာစွာကျူဆိုပါတယ်။ပြီးတော့စီကန်တင်းကျက်တဲ့ရာရှိမနီယာလက်ထဲအပ်လိုက်ပါတယ်။မနီယာကထောင်စည်းကမ်းတွေရှင်းပြပြီးခေါ်သွားချိန်မှာတင်ကလူလျောက်ပိတ်တဲ့တန်တကားတွေအစင်စင်ပိတ်ထားတဲ့ဂိတ်တွေနဲ့လုံခြုံရေးစနစ်တွေကိုတိချာကြည့်ပြီးလုံခြုံရေးအလွန်တင်းကျပ်တာကိုသတိထားမိပါတယ်။မနီယာကသူတို့ကိုတန်တိုင်းတစ်ထက်တန်တကားတစ်ထက်ပိတ်ထားတဲ့အခန်းထဲထည့်ပြီးအခန်းတန်ရှင်းရင်ဆက်ဆံရေးကောင်းမယ်လို့ပြောပါတယ်။တင်ကတညာလုံးအိတ်မပြောပါဘူး။ပထမရမနက်စာစားချိန်မှာထောင်တက်၄ချိန်ချခံထားရတဲ့နိုင်ငံရေးကျင်းသားအောင်ဒန်နစ်နဲ့တွေ့ပါတယ်။ဒန်နစ်ကအပြန်ဝစ်စုံဝစ်စင်သားသူတွေကလူသမားတွေဖြစ်ပြီးသူတို့မိခိုးရောင်ဝစ်စင်တွေကနိုင်ငံရေးကျင်းသားတွေဖြစ်ကြောင်းရှင်းပြပါတယ်။စတီဗင်ရောက်လာတော့ဒန်နစ်ကထောင်တန်းဘယ်လောက်ကြာလဲမေးပါတယ်။စတီဗင်ကယုံကြည်မှုရှိရှိနဲ့ပြန်ပြေးပြီးသူတို့ဒီလောက်ကြာနေမှာမဟုတ်ဘူးလို့ပြောပြလိုက်ပါတယ်။ပြင်သစ်အကျဉ်းသားလီယိုနက်စ်ကသူတို့ပြောတာကိုနားဆွင့်နေပါတယ်။ပေါ်လက်ဆိုတဲ့သူကစုပ်ပြုံးမှောက်သွားလို့မနီယာကလူပုံလဲမှာအပြစ်ပေးလိုက်ပါတယ်။နောက်ပိုင်းအာကစားချိန်မှာဒန်နစ်ကထောင်ရဲ့ဖွဲ့စည်းပုံ၊နိုင်ရန်အမြင့်စလိုက်မီးနဲ့အဆောင်တွေအကြောင်းရှင်းပြပြီးထွက်မပြေးဖို့တတိပေးပါတယ်။ဒန်နစ်ပြောပြီးထွက်သွားတော့လီယိုနက်စ်ကသူတို့နားကပ်လာပြီးဒန်နစ်ကထွက်ပြေးဖို့ကြံတဲ့သူတိုင်းကိုစိတ်တကြအောင်ပြောလို့ရှိကြောင်းသူကတော့ထွက်ပြေးလို့ရတယ်လို့ယုံကြည်ပြီးအကူအညီပေးခြင်းကြောင်းအပြန်အလှန်အနေနဲ့သူ့ကိုပါခေါ်သွားဖို့ပြောပါတယ်။ဘိုးကြီးရှန်နဘဲကသူတို့ကိုတန်ရဝင်နေပါတယ်။ဒန်နစ်အကြံပေးချက်အရအတင်ကပတ်စံတွေကိုပြန်ထုတ်ပြီးဒန်နစ်စီပေးလိုက်ရမှာဒန်နစ်ကသွားလိုက်စီဘူးတဲ့ဝတ်ထားပေးပါတယ်။23ရက်မြောက်နေ့မှာတော့တင်ကတောပေါက်ကိုမိကြီးနဲ့ကြည့်ပြီးအကြံထုတ်နေပါတယ်။ညပေါင်းများစွာတောပေါက်ကိုကြည့်ပြီးစဉ်းစားနေရကနေနောက်ဆုံးမှာတော့အကြံတစ်ခုရသွားပါတယ်။ဆက်ကူသုံးပြီးတောပေါက်ရှီကိုတိုင်းတာကတစ်သားတော်တုတွေလုပ်ဖို့ပါ။နောက်တနေ့မှာစတီဗင်နဲ့လီယိုနက်ကိုဒီချူကန်နဲ့မှာဒီအကြံကိုပြောပြပါတယ်။လီယိုနက်ကမဖြစ်နိုင်ဘူးထင်ပေမဲ့စတီဗင်နဲ့တင်ကတော့တေချာနေပါတယ်။တစ်သားကိုလုံယုံကနေရနိုင်ပါတယ်။အစီအစဉ်စားကိုလီယိုနက်ကသမင်းစားကမ်းမှာမနီယာအာယုံလွဲအောင်လုပ်ပေးပါတယ်။တင်ကတော့ပုံစံကိုကြည့်ပြီးအခန်းထဲမှာပုံညမ်းဆွဲပါတယ်။ဘေးချင်းချိန်တွေလူရည်တွက်ချိန်တွေမှာတော့ကိုအခွင့်အရေးရတိုင်းချီပြီးပုံချမ်းအတိကျရအောင်လုပ်ပါတယ်။84ရက်မြောက်နေ့မှာတော့တင်ကအလုံးယုံကနေကော်ပတ်ဆက်ကူနဲ့တစ်သားခိုးလာပြီးရေဘူးထဲမှာအဝတ်နဲ့ပတ်ပြီးဖွက်တယ်လာပါတယ်။မနီယာကရေဘူးတွေကိုလိုက်စစ်တဲ့အခါတင်ကရင်းနေတုံနေပေမဲ့ကံကောင်းစွာနဲ့မမိခဲ့ပါဘူး။အဲဒီညမှာတင်ကပထမဆုံးတော့ကိုထုလုပ်ပါတယ်။စမ်းကြည့်တဲ့အခါတန်တိုင်းတကားပွင့်သွားပေမဲ့ပြဿနာကတန်ပြားတကားကြီးကိုအတွင်းကနေပွင့်ဖို့တော့ပေါင်းမရှိရပါ။မန်နေဂျာတော့တင်ကနောက်ထပ်တော့တစ်ခုနဲ့အတွင်းကဖွင့်မဲ့နီလန်ကိုရှာရမယ်လို့ပြောပါတယ်။လီယိုနက်လည်းအပြည့်အဝယုံကြည်သွားပါပြီ။100ရက်မြောက်နေ့မှာတော့ဇင်းကြံတန်ရှင်းရေးလုပ်နေတော့အဆောင်တွေမရှိခိုင်းလီယိုနက်ကလူကြီးပေးပြီးတင်ကတော့ကိုစမ်းပါတယ်။တော့ကတိတ်မချောမှုလို့နည်းနည်းထပ်ပြုတ်ပြီးတကားကိုအောင်မြင်စွာပိတ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့တကားပြန်ဖွင့်မရတော့ပဲတော့ကျိုးပြီးအထဲမှာတပိုင်းကြံနေခဲ့ပါတယ်။အဆောင်ကြီးလာနေပြီဖြစ်လို့တင်ကတော့ကျိုးကိုမနေ့ပြန်ထုတ်ပြီးအခန်းထဲပြန်ဝင်လိုက်ရပါတယ်။တော့ကလောက်ကိုပြန်မတွန်းလိုက်နိုင်ပေမဲ့မနီယာကသတိမထားမိပဲတကားပိတ်သွားလို့တက်တာရသွားပါတယ်။နေစင်မိသားစုတွေ့ဆုံပွဲမှာလီယိုနက်ရဲ့သားလာတွေ့ပါတယ်။လီယိုနက်ကစိတ်လှုပ်ရှားပြီးမှန်ကိုကိုင်လိုက်မိလို့မနီယာကတွေ့ဆုံခြင်းကိုဖျက်ချလိုက်ပါတယ်။
လူသားလေးကစွန်လောက်လာပြီးခဲ့တာပါလီယိုနက်ရန်စိတ်သက်ကြဒေါသထွက်သွားပါတယ်142ရက်မြောက်နေ့မှာတော့ကအလုတ်ဖြစ်ပြီးမှုအတွင်းကဖွင့်ဖို့ကြံကြပါတယ်လီယိုနက်ကစွန်ကျိုးသုံးဖို့အကြံပေးပေမဲ့အဆင်မပြေပါဘူးလီယိုနက်တမျက်စိလဲနေတာကိုကြည့်ပြီးစတီဗင်ကအကြံရသွားပါတယ်တမျက်စိရိုးကိုတိုင်းတာကြည့်တော့အရှိကကွက်တိလောက်ပါပဲတင်ကလုံယုံမှာတွေးတဲ့စက်ကိုကြည့်ပြီးတပြက်စီရိုးမှာတက်လို့ရမယ်ကရိယာကိုတီထွင်လိုက်ပါတယ်ညဘက်ဆန်းကြည့်တော့အတွင်းကနေတကားဖွင့်နိုင်သွားပါတယ်တော့ပြုတ်ကျသွားပေမဲ့ PK ကိုသုံးပြီးပြန်ကတ်ခါဆွဲယူနိုင်ခဲ့ပါတယ်နောက်တစ်နေ့မှာတင်ကအရန်ပျော်ပြီးတန်များတကားကိုဖွင့်နိုင်ပြီလို့ပြောပါတယ်ဥယျာဉ်လုပ်ငန်းခွင်မှာတော့တွေကိုမျိုးတဲ့ထက်ညှုံနှံထားပါတယ်မနီယာကသူတို့ကိုတန်ရဝင်ပြီးမေးမြန်းပေမဲ့တင်ကလိန်ပြောပြီးလွတ်သွားပါတယ်ဒန်နစ်ကနောက်တစ်ချိန်တရီပေးပေမဲ့သူတို့ကိုကြည့်ရှုစောင့်ရှောက်ပေးမယ်လို့ပြောပါတယ်။တညမှာတင်အခန်းပြင်ထွက်ပြီးစစ်ဆေးကြည့်ရာတကားတစ်ချက်ဖွင့်နိုင်ရင်အကုန်ဖွင့်ပြီးထွက်ပြေးနိုင်မယ်လို့ပြောပါတယ်။906ရက်မြောက်နေ့မှာတော့ထောင်ထဲမှာဘာမှမပြောင်းလဲပါဘူး။တင်ကပေါ်လက်နဲ့ခင်မင်သွားပြီးမြေပုံနဲ့လိုအပ်တာတွေမှာပါတယ်။မနီယာကဒါကိုတတိထားမိပါတယ်။296ရက်မြောက်နေ့မှာတော့မနီယာကတင်မှားထားတဲ့မျက်မှန်လာပြီးရင်ဘောလက်ပစ္စည်းမောင်ကိုသွင်းလို့အသက်ခံရကြောင်းပြောပါတယ်။တင်ပို့ပြီးစိတ်သက်ခိုင်မာသွားပါတယ်။အရိညာမှာသူနဲ့လီယိုနက်စ်အခန်းအပြင်ထွက်ပြီးတော့တွေလိုက်ဆန်းပါတယ်။အဆောင်ကြီးကင်းလဲချိန်နဲ့ကတ်လွဲပြီးအောင်မြင်စွာပြန်ဝင်နိုင်ခဲ့ပါတယ်။မနက်ကျတော့တင်အိယာထားနောက်ကြလို့ရှန်နဘဲဝင်လာပြီးမေးမြန်းပါတယ်။အခန်းစစ်ဆေးတော့တောတိုက်တန်ခွက်လဲကြပြီးတောစာတွေထွက်လာပါတယ်။တင်ကမိဘတပ်ပုံထောင်မှုလှုပ်ထားတာပါဆိုပြီးညံစင်ပြီးပြောလိုက်လို့ရှန်နဘဲကနေုံတဝက်နဲ့ပြန်ထပ်သွားပါတယ်။နောက်တညမှာတင်ကြောက်လန့်ပြီး Spanish attack ရပေမဲ့ဆက်လုပ်ပါတယ်။သူတို့ထွက်ပြေးဖို့အရက်ဝတ်အင်ကြီးတွေရှာဖွေတာတော့တွေထွက်လုပ်တာတွေလုပ်ပါတယ်။၄ရက်မြောက်နေ့မှာတော့တင်သွားကြိုက်လို့စီကန်းသွားရမှာအလိုလျောက်တကားပွင့်တဲ့ခလုတ်နေရာကိုမြင်ခဲ့ရပါတယ်။ကင်းဆောင်မျိုးစင်အသေးဆောင်နေတာကိုလည်းတွေ့ရပါတယ်။ခရစ်စမတ်အကျူညမှာသူတို့အစင်သစ်ဖြစ်နေပါပြီ။ဒန်စတီဗင်နဲ့လီယိုနက်တို့ဒန်နစ်ကိုသူတို့အစီအစဉ်ပြောပြပါတယ်။တကား15ချက်အတွက်တော့39ကျောင်းလောက်ထားပါတယ်။ဒန်နစ်နဲ့ရှားသူတွေကမလိုက်ချင်ကြပါဘူး။ဒန်နစ်ကတင်းပတ်စံကိုတွားလိုက်ဆေးဘူးလေးပြန်ထည့်ပေးလိုက်ပါတယ်။ညဘက်ရရှိတွေပြန်သွားချိန်မှာသူတို့စီစဉ်စပါပြီ။တင်ကဒန်နစ်ကိုနောက်ဆုံးအနေနဲ့ခေါ်ပေမဲ့ညင်ပါတယ်။သူတို့ရဲဝတ်တွေလည်းတော့ရီယူပြီးထွက်လာပါတယ်။အဆောင်ကြီးကတန်းစင်ကန်းပိတ်ဆို့တာရှင်းနေတော့သူတို့ဘီယိုထဲပုံနေရပါတယ်။ဆောင်ကြီးဘီယိုနာရောက်လာချိန်မှာဒန်နစ်ကသူ့ခန်းထဲကမီးတီကိုခွဲပြီးရှော့ပြအောင်လောက်ကအဆောင်ကိုလန့်ခေါ်ပြီးအာယုံလွှဲပေးလိုက်ပါတယ်။သူတို့တီတီလေးလွတ်သွားပြီးဆက်ပြေးကြပါတယ်။နောက်ဆုံးတကားနာရောက်တော့လီယိုနက်ကပြန်လှည့်ပြီးအလိုလျောက်တကားကိုဖွင့်ခဲ့ပါတယ်။ဂိတ်တကားပွင့်နေပြီးလမ်းမကိုမြင်နေရပါပြီ။ဒါပေမဲ့နောက်ဆုံးတကားဖွင့်မရဖြစ်နေပါတယ်။တော့တွေတခုမှအလုံးမဖြစ်တော့ပါဘူး။တင်ကပြန်လဲဖို့ပြောပေမဲ့လီယိုနက်ကတကားပေါင်ကတစ်သားဖြစ်တာမြင်ပြီးဝါဥလဲနဲ့ထိုးခွာကအတင်းဖွင့်လိုက်ပါတယ်။ပြီးတော့စနိုက်ပါသမားကိုကြော်ပြီးဂိတ်ဖောက်ကနေတန်ရမဖြစ်အောင်တင်းငိမ်သွားလမ်းလျှောက်ထွက်လာခဲ့ကြပါတယ်။သူတို့ဓာတ်စီငါပြီးပရီတိုရီးယားမြို့ထဲကနေလွတ်မြောက်သွားပါတယ်။သူတို့ပျော်လွန်းလို့မယုံနိုင်လောက်အောင်ဖြစ်နေကြပါတယ်။နောက်တစ်နေ့မနက်မှာမနီယာတိပြီးဒေါသထွက်နေချိန်အချင်းသားတွေကရင်မောကြပါတယ်။ DN စတီဗင်နဲ့လီယိုနက်တို့မိုဇမ်ဘစ်နဲ့တန်ဇန်နီးယားကနေတဆင့်လန်ဒန်ကိုရောက်သွားပြီးအပါဒိုက်စနစ်ကိုဆက်လက်တိုက်ပွဲဝင်ခဲ့ကြပါတယ်။ဒန်နစ်ကတော့1985ခုနှစ်မှပြန်လွတ်လာပါတယ်။